တွေကပြောပါတယ်ဒါပေမဲ့လည်းပြည်လာတဲ့တိုးတက်မှုတွေတော့ရှိမနေသေးပါဘူးတစ်ချိန်တည်းမှာပဲကုလအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်လည်းတိုက်တွန်းနေတဲ့ဘင်္ဂလားဒေ့ရှ်ထက်ကနေရခိုင်မြောက်ပိုင်းစီကိုသွားတဲ့စာနာမှုဆိုင်ရာလမ်းကြောင်းဖော်ဆောင်ရေးဆိုတဲ့ကိစ္စလည်းရှိနေပြန်ပါတယ်အဲ့ဒီပေါ်ယူနွတ်အစိုးရကလည်းမူရသဘောတူထားပါတယ်အဲ့ဒီလိုလမ်းကြောင်းမျိုးဖော်ဖို့ဆိုရင်လည်းအေးနေကြထိတွေ့ဆက်ဆံမှုဆိုတာမဖြစ်မနေလိုအပ်နေပါတယ်ဒါပေမဲ့အဲ့ဒီမူဝါဒနဲ့အစီအစဉ်ပေါ်ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှာပြင်းထန်တဲ့စန့်ကျင်ဝေဖန်မှုတွေပေါ်ပေါက်လာပါတယ်ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာထားရှိတဲ့ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကိုဥဆောင်ခဲ့သူလည်းဖြစ်ကိုယ်တိုင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့ဗိုလ်မှူးဟောင်းအမ်ဒဒူလ်အစ္စလာမ်ကအခုလိုပြောပါတယ် We have a national security advisor who is newly appointed, Dr. Khalilur Rahman. အခုအိမ်ဆောင်အစိုးရကိုဦးဆောင်နေတဲ့ပါမောက္ခယူနွတ်ဟာအမျိုးသားလုံခြုံရေးအကြံပေးဆိုတဲ့ယာရုနေရာအသစ်တစ်ခုထားရှိလာပြီးအဲ့ဒီနေရာမှာဒေါက်တာခါလီလွာရာမန်ကိုခန့်ထားပါတယ်။ရခိုင်နယ်ကအာရခတပ်တော်နယ်ကြားထိတွေ့မှုတွေရှိနေတယ်ဆိုတာကိုဘင်္ဂလားဒေ့ရှ်ဘက်ကစပြီးလူသိရှင်ကြားထုတ်ပြောလာသူဟာအဲ့ဒီအမျိုးသားလုံခြုံရေးအကြံပေးဒေါက်တာခါလီလွာရာမန်ပဲဖြစ်ပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေနေရရင်ပြန်ပို့နိုင်ရေးအတွက်ညှိနှိုင်းတာတွေပြုလုပ်နိုင်ဖို့ရာအေအေနဲ့ကြားမှာဆက်သွယ်မှုထားရှိတယ်ဆိုတဲ့အချက်ကိုသူကပြီးခဲ့တဲ့သတင်းပတ်တွေမှာပြောလာခဲ့ပါတယ်။သူဟာလက်ရှိအိမ်ဆောင်ဆိုရကိုကိုစားပြုပြီးရိုဟင်ဂျာဒုက္ခသည်အရေးကိုတာဝန်ယူကင်တွယ်နေသူလည်းပဲဖြစ်ပါတယ်။သူစီကပဲအဲ့ဒီလိုတိုက်ရိုက်ကြားလာရတာဖြစ်တဲ့အတွက်အေအေနဲ့ကြားဆက်ဆံမှုထားရှိလာတယ်ဆိုတဲ့အချက်ကတော့အတီးပြုတ်နိုင်တဲ့အချက်ဖြစ်ပါတယ်။အဲ့ဒီအချက်ပေါ်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့တုံ့ပြန်မှုတွေကတော့သိပ်ပြီးမကောင်းလာပါဘူး။စီလီယော်တင်မြတ်တဲ့လှုပ်ဆောင်ချက်တကယ်ပဲဟုတ်နိုင်ရဲ့လားဆိုတာကိုအတော်လေးမေးခွန်းထုတ်ခံရပါတယ်။ဝေဖန်မှုတွေအတော်လေးရှိနေတာမှာအဓိကကတော့အခုချိန်ထိအောင်အေအေဟာမြန်မာနိုင်ငံကိုလွှမ်းခြုံကိုစားပြုနိုင်တဲ့အဖွဲ့မဟုတ်ဘူး non-state actor ဖြစ်နေတဲ့ဆိုတဲ့အချက်ဖြစ်ပါတယ်။နေပြည်တော်ကိုချုပ်ကင်ထားတဲ့အာဏာပိုင်အဖွဲ့ကတည်တံ့ရှိနေပါတယ်။အဲ့ဒီအဖွဲ့ဟာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ sovereignty ကိုကိုစားပြုတဲ့ state actor အနေနဲ့ဘင်္ဂလားဒေ့ရှ်ကတန်တမန်ဆက်ဆံရေးထားရှိပါတယ်။ဒီတော့ state actor မဟုတ်တဲ့အဖွဲ့အစည်းနဲ့ဆက်ဆံရေးတည်ဆောက်မှုဟာမစီလျော်မသင့်မြတ်ဘူးဆိုတဲ့ရှုထောင့်အမြင်ကနေဝေဖန်နေကြတာဖြစ်ပါတယ်The only purpose to engage with the Arakan army ဒီတော့လက်ရှိပမောက္ခယူနွတ်အစိုးရအနေနဲ့အာရခတပ်တော်နဲ့ကြားဆက်ဆံရေးထားရှိရတဲ့တခုတည်းသောရည်ရွယ်ချက်ကရိုဟင်ဂျာဒုက္ခသည်အရေးဖြေရှင်းနိုင်မှုအတွက်ပဲလို့ယူဆရမလား You see that Arakan state, though it's a state of Myanmar, but it's still in Rakhine State, a lot of geostrategic, geopolitical players are there. ကျွန်တော်တို့ရခိုင်ပြည်နယ်အကြောင်းပြောမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ပြည်နယ်တစ်ခုဆိုတဲ့အချက်ကဟုတ်မှန်ပေမဲ့အဲ့ဒီမှာတကယ်တမ်းပေါ်ပေါက်နေတဲ့အခြေအနေတွေအကြောင်းကိုလည်းမျက်မှောက်ပြုသိမြင်နိုင်ဖို့လည်းအမှန်ကိုလိုအပ်ပါတယ်။အဲ့ဒီမှာတရုတ်နဲ့အိန္ဒိယလိုနိုင်ငံကြီးတွေကပထဝီနိုင်ငံရေးအရာဗျူဟာမြောက်ထားရှိတဲ့စီမံကိန်းကြီးတွေရှိနေပါတယ်။တရုတ်ဟာသူတို့နိုင်ငံတွေကိုစွမ်းအင်လောင်စာတင်သွင်းရမှာအဓိကအားထားရတဲ့လမ်းကြောင်းကြီးတစ်ခုဖြစ်တဲ့မလက်ကာရေလက်ကြားဟာပြောရမယ်ဆိုရင်အမေရိကန်ကစိတ်ကြိုက်ချုပ်ကင်နိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။ဒါကြောင့်လဲမလက်ကာရေလက်ကြားလမ်းကြောင်းအပေါ်မိခိုမှုလျှော့ချနိုင်ဖို့ရခိုင်နယ်ကကြောက်ဖြူစိတ်ကန်းကနေကုန်းတွင်းဖြတ်ပြီးလောင်စာတည်ယူတဲ့စီမံကိန်းလုပ်ငန်းကိုတရုတ်ကအတော်လေးအမျှော်မြင်ရှိရည်ရွယ်ချက်ကြီးကြီးမားမားနဲ့အကောင့်ထဲပေါ်ခဲ့တာဖြစ်ပါတယ်။တရုတ်ရဲ့အဲ့ဒီလိုဗျူဟာမြောက်စီမံကိန်းရှိနေတဲ့အတွက်ရခိုင်ပေါ်အမေရိကန်ရဲ့အာရုံစိုက်မှုလည်းအတိုင်းအတာတစ်ခုထိရှိနေတယ်လို့ပြောနိုင်မယ်ထင်ပါတယ်။တခါအိန္ဒိယဆိုရင်လည်းကုန်းလန်းရေလန်းဘက်စုံချိတ်ဆက်ထားတဲ့ကုန်သွယ်ရေးလမ်းကြောင်းစီမံကိန်းကြီးကိုရခိုင်ထဲမှာထားရှိပါတယ်။ရခိုင်ဟာအခုလိုဓာတ်ငွေ့ပိုက်တွေကုန်စီတွေကူးလူးဖြတ်တန်းရာဆက်သွယ်ရေးလမ်းကြောင်းတွေတက်တက်ကိုပဲပံ့ပိုးပေးနိုင်တာမဟုတ်ပါဘူး။ရခိုင်ရဲ့ကမ်းလွန်ပြင်မှာလည်းဓာတ်ငွေ့တိုက်တွေရှိနေပါတယ်။ဒီတော့ရခိုင်ဟာပထဝီနိုင်ငံရေးအရာအတော်လေးဗျူဟာမြောက်အရေးပါနေပါတယ်။ဒါကြောင့်ရခိုင်ကိုချင်းကပ်တဲ့လှုပ်ဆောင်ချက်တွေဟာရိုဟင်ဂျာဒုက္ခသည်တွေအရေးတက်တက်ပဲလို့ယူဆရင်အတော်လေး short တွေးရရောက်မယ်လို့ကျွန်တော်စမ်းစစ်မိပါတယ် I think you are the most informed person အမ်ဒတ်ဟာကိုယ်တိုင်လည်းဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရဲ့အကြီးအကဲအနေနဲ့စစ်တွေမြို့မှာအခြေစိုက်ပြီးတာဝန်ယူခဲ့သူတယောက်ဖြစ်တဲ့အတွက်ရခိုင်ထဲမှာဖြစ်ပျက်နေတာတွေကိုကိုယ်ပိုင်အတွေ့အကြုံအသိအမြင်များသူတယောက်ဖြစ်ပါတယ်ဒီတော့ဘင်္ဂလားဒေ့ရှ်အနေနဲ့အာရခတပ်တော်နဲ့ကြားဆက်ဆံရေးထူထောင်တာဟာစီလျော်ပြည့်မြတ်တဲ့ချင်းကပ်မှုလားဆိုတဲ့အပေါ်ကိုယ်ပိုင်သဘောထားအမြင်ရောဘယ်လိုရှိပါသလဲခင်ဗျ Thank you very much. It's a very critical question. But you see that there are many things undercurrent is going on in diplomatic and intelligence. You see that. ကျေးဇူးပါပဲဒီမေကွန်းဟာအတော်လေးအတင်းဆောင်မခံနိုင်တဲ့မေကွန်းမျိုးဖြစ်ပါတယ်လက်ရှိမှာအခြေအနေတွေဟာရှုပ်ထွေးနေပါတယ်တန်တမာရေးဆိုင်ရာအရာရောမြေပြင်မှာလက်တွေ့ဖြစ်ပျက်နေပုံတွေအပေါ်မှာရောအချက်လက်တွေအများကြီးပေါ်ထွက်နေတာကနေကို့မှာရှင်းလင်းတဲ့ရည်တည်မှုချင်းကပ်မှုမျိုးတိဆောက်ထားရှိနိုင်ဖို့အရေးကြီးပါတယ်ကျွန်တော်အမြင်မှာရခိုင်ရေးကိုချင်းကပ်ရမှာအဓိကပြဿနာဖြစ်နေတာကကျွန်တော်အစောပိုင်းကပြောခဲ့သလို state actor ကိစ္စပါတိုင်းပြည်တစ်ခုလုံးရဲ့အချုပ်အခြာအာဏာကိုကိုစားပြုနိုင်မှုအပေါ်ကျွန်တော်တို့အလေးထားဖို့လိုပါတယ်ဒီတော့တိုင်းပြည်တစ်ခုလုံးရဲ့အချုပ်အခြာအာဏာကိုကိုစားမပြုတဲ့
non-state actor အကြောင်းပြောပြီးဆိုရင်အင်မတန်မှသတိကြီးဖို့လိုပါတယ်ပေါ်ပေါ်ထင်ထင်ပုံမှန်လင်းလင်းပြောတာဟာအကောင်းဆုံးရွေးချယ်မှုလားဆိုတာမသိကြပါဘူးကျွန်တော်အမြင်မှာတော့အစိုးရတရားဟာတခြားနိုင်ငံတစ်ခုက non-state actor နဲ့ကြားဆက်ဆံရေးထားရှိတဲ့အကြောင်းလူသိရှင်ကြားပြောတာမျိုးဟာမလုံကောင်းတဲ့အရာလို့မှတ်ယူပါတယ်လက်တွေ့အခြေအနေတွေအရာပေါ်ပေါက်လာတဲ့ဘလို့အကြောင်းမျိုးတွေရှိနေသည်ဖြစ်စေတိုးတိုးတိတ်တိတ်ခြေတံလုံလုံနဲ့ပဲဆောင်ရွက်တင်ပါတယ်ရေစည်းအောက်မှာထားရမယ့်အရာမျိုးဖြစ်ပြီးအများသူငါမြင်ရအောင်ရေပေါ်ပေါ်လောပေါ်နေရမယ့်အရာမျိုးမဟုတ်ပါဘူးအခုအဲ့ဒီလိုပေါ်လောပေါ်စေတဲ့အတွက်ဒါကာနဲ့နေပြီးတော့အကြားတနည်းအားဖြင့်နှစ်နိုင်ငံကြားတရားဝင်တန်တမန်ဆက်ဆံရေးဟာအတော်လေးထိရိုက်သွားတာကိုဖော်ပြနေတဲ့အချက်မျိုးတွေ့လာရပါတယ်အဲ့ဒါကတော့ဘင်္ဂလားဒေ့ရှ်တန်အမတ်နဲ့တန်ယုံမှာထားရှိတဲ့လုံခြုံရေးအကြံပေးတို့ကိုဒါကာကနေပြန်ခေါ်လိုက်တဲ့အချက်ပါပဲ So my next question would be Okay အခုကျွန်တော်ရဲ့နောက်မေးခွန်းကလက်ရှိဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့မိုဟာမက်ယူနွတ်ဦးဆောင်တဲ့အိမ်တော်အစိုးရကြားကဆက်ဆံရေးဘယ်လိုရှိနေသလဲဆိုတဲ့အပေါ်ဆန်းစစ်လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့စီဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါကာဦးဇမန်ဟာယူနွတ်အစိုးရပေါ်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာကိုကျွန်တော်သတိထားမိလိုက်ပါတယ်။ဝေဖန်တဲ့အကြောင်းကလည်းရခိုင်ပြည်နယ်အရေးနဲ့ဓာတ်ရိုက်ဆိုင်နေပါတယ်။ရခိုင်မြောက်ပိုင်းကိုစာနာမှုအကူအညီတွေပို့နိုင်တဲ့ရင်းညံလန်းတစ်ခုဖော်ဆောင်ရေးဆိုတဲ့အကြံဉာဏ်အပေါ်ယူနွတ်အစိုးရကဘယ်လိုတွေလှုပ်ဆောင်နိုင်မလဲဆိုတာဆက်စစ်နေတာကိုစီဦးစီးချုပ်ကကြိုက်ပုံမရပါဘူး။ဘင်္ဂလားဒေ့ရှ်စီဦးစီးချုပ်အနေနဲ့အဲ့ဒီအပေါ်မှာဘာတွေစိုးရိမ်နေတာလဲ။ဘာကြောင့်စိုးရိမ်ရတာလဲဗျ။ The first point is that he was addressing on 21st May. ဗိုလ်ချုပ်ကြီးကဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ရဲ့တပ်မှုတွေကိုပြောခဲ့တာမေလ22ရက်နေ့မှာဖြစ်ပါတယ်စီဦးစီးချုပ်ထောက်ပြတာကကျွန်တော်တို့ခုနကပြောဆိုဆွေးနွေးခဲ့ကြတဲ့အချုပ်အခြာအာဏာကိစ္စပေါ်မူတည်ပါတယ်မြန်မာရဲ့ sovereignty အချုပ်အခြာကိုကိုစားပြုနေတယ်လို့ဘင်္ဂလားဒေ့ရှ်အနေနဲ့တရားဝင်သဘောထားရှိတဲ့နေပြည်တော်နဲ့ကြားရခိုင်နယ်ကအခြေအနေတွေအပေါ်အသေးချာတိုင်ပင်ဆွေးနွေးလို့သဘောတူမှုရယူတာမျိုးမရှိဘဲ non-state actor နဲ့ဆက်ဆံရေးထားရှိလာတာဟာမစီလျော်ဘူးလို့စီဦးစီးချုပ်ကရှုမြင်ပါတယ်တခုခုဖြစ်လာပြီဆိုရင်အဲ့ဒီဝင်တော့ဝင်ဖို့ဟာဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ပခုံးပေါ်ကိုပဲရောက်လာမှာဖြစ်ပါတယ်နောက်အရေးကြီးတဲ့အချက်ကအခုလိုမျိုးကိစ္စရပ်နဲ့ပတ်သက်တဲ့မူဝါဒသဘောထားဆိုတာအရွေးကောက်ခံအစိုးရတရက်ပေါ်ပေါက်မှာပဲလှုပ်တဲ့မလှုပ်တဲ့ချမှတ်ဆောင်ရွက်ရမယ့်အရာဆိုပြီးတော့လဲဗိုလ်ချုပ်ကြီးကပြောသွားပါတယ်အာရခတပ်တော်နဲ့ဆက်ဆံနေဆိုတာနိုင်ငံရေးအရာကျွန်တော်ပြောခဲ့သလိုထောက်ပြစရာတွေရှိုံမကလုံခြုံရေးစီရေးအမြင်ရလဲစိုးရိမ်ပွဲကောင်းတာတွေရှိနေပါတယ်အေးဟာရခိုင်ကိုစိုးမိုးတယ်ဆိုတာဝေဟင်ကိုစိုးမိုးနိုင်တာရေပြင်ကိုစိုးမိုးနိုင်တာမျိုးမဟုတ်ပါဘူးဘင်္ဂလားဒေ့ရှ်နဲ့နယ်စပ်တခြားသူတို့ချုပ်ကင်ထားတာဖြစ်တဲ့အတွက်ဒုက္ခသည်အရေးနဲ့စာနာမှုလမ်းကြောင်းဖော်ဖို့အရေးတွေအတွက်ဆိုရင်သူတို့နဲ့ဆက်ဆံမှဖြစ်မယ်ဆိုတာတဝက်တစ်ပြက်အတွေးအမြင်ပဲဖြစ်ပါတယ်ဆိုကြပါစို့စာနာမှုလမ်းဆိုတာကိုနေပြည်တော်ကိုချက်လက်ပြီးအေးနဲ့ကြားမှာပဲညှိနှိုင်းလို့အကောင့်ထဲပေါ်လာခဲ့ပြီဆိုရင်ဒါဟာဘင်္ဂလားဒေ့ရှ်ကမြန်မာရဲ့အချုပ်အခြာအပေါ်ကျူးလွန်ချိုးဖောက်တာပဲဆိုပြီးနေပြည်တော်ကရှုမြင်မှာဖြစ်ပါတယ်အဲ့ဒီအခါသူတို့ဟာဟန်တားနိုင်ဖို့လှုပ်လာနိုင်ပါတယ်ဝေဟင်နဲ့ရေပြင်တွေကနေစီရေးနီးနာမသုံးဘူးဆိုတဲ့အာမခံချက်ရှိမနေပါဘူးမြန်မာဘက်ကစီရေးနီးသုံးလာခဲ့ပြီဆိုရင်ဘင်္ဂလားဒေ့ရှ်ဘက်ကတုံ့ပြန်ဖို့ဆိုတာဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့တာဝန်ဖြစ်လာမှာပါအဲ့ဒီအခါဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနှစ်နိုင်ငံစစ်တပ်တွေထိတ်တိုက်တိုးရမယ့်အနေအထားမျိုးကိုတွန်းပို့သလိုထိဖြစ်သွားပါလိမ့်မယ်အဲ့ဒီလိုလုံခြုံရေးနဲ့စီရေးဆိုင်ရာရှုထောင့်တွေကနေကြည့်ရင်အင်မတန်ကြီးမားတဲ့စိုးရိမ်ပွဲအချက်တွေရှိနေပါတယ်Do you know what would be the ဒါဆိုရင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုယ်တိုင်ကရောအာရခတပ်တော်နဲ့ကြားထိတွေ့ဆက်ဆံတာမျိုးမလုပ်ဘူးလားကျွန်တော်ဆိုလိုတာအာရခတပ်တော်တခုတည်းမဟုတ်ပါဘူးရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လှုပ်ရှားနေတဲ့ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေနဲ့ကြားမှာရောဘင်္ဂလားဒေ့ရှ်စစ်တပ်ကဆက်သွယ်ရေးလမ်းကြောင်းတွေထားရှိမထားဘူးလားဘာဖြစ်လို့အဲ့လိုမေးရတာလဲဆိုရင်ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကအတိုင်းအတာတစ်ခုထိကြောတော့နောက်ခံပြုတ်ပေးထားတယ်ဆိုတဲ့အမြင်မျိုးအာရခတက်တော်ထံမှာရှိနေနိုင်တယ်ဆိုတဲ့ဆန်းစစ်ချက်တွေကျွန်တော်ကြားသိနေရပါတယ်အဲ့ဒါအမှန်ပဲလား Rohingya armed organization in some extent is it true or not No, to me it is about in my assessment is absolutely not factual actually no reason is there မဟုတ်ပါဘူးကျွန်တော်ရဲ့ဆန်းစစ်ချက်တွေအရာဒါမဟုတ်မှန်ဘူးလို့ပြောနိုင်ပါတယ်ရိုဟင်ဂျာလက်နက်ကိုင်တွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကကြောတော့နောက်ခံပြုပေးတယ်ဆိုတာဟာအချက်လက်အရလုံးဝမှန်ကန်မှုမရှိပါဘူးကျိုးကြောင်းစီလျော်မှုလည်းမရှိပါဘူးဘင်္ဂလားဒေ့ရှ်နိုင်ငံကလက်ခံထားတဲ့ရိုဟင်ဂျာရေးတွဲဟာတန်းနဲ့ချီပြီးရှိပါတယ်ဒါကလည်းမနေ့တနေ့ကမှမဟုတ်ပါဘူးသူတို့နောက်ဆုံးတစ်ချီအစုလိုက်ပြုံလိုက်ထွက်ပြေးလာရတာကအနည်းဆုံး9နှစ်ကျော်ရှိနေပါပြီဒီတော့ရိုဟင်ဂျာတပ်ထောင်ပေးဖို့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကစိတ်ဝင်စားမယ်အကြံစီရှိတယ်ဆိုရင်တကယ်ကိုအင်အားတောင်တင်ပြီးခိုင်မာတဲ့ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ပေါ်ပေါက်လာမှာဖြစ်ပါတယ်အခုရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဘင်္ဂလားဒေ့ရှ်တဲလှုပ်ရှားတာကိုကင်တွယ်ချေမှုန်းနေပါတယ်ခင်ဗျားလည်းကြားမှာပါအာဆာအဖွဲ့ခေါင်းဆောင်ကိုနာရာယန်ကအနီးတစ်ဝိုက်မှာစစ်ထောက်လှမ်းရေးအဖွဲ့ဦးဆောင်မှုနဲ့ဖမ်းဆီးခဲ့ပါတယ်ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကဘယ်တော့မှစပွန်ဆာမပေးခဲ့ပါဘူး
ကျွန်တော်ကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့တဲ့စစ်တပ်ဟာနောက်တခြားနိုင်ငံတစ်ခုကိုတိုက်ခိုက်မဲ့လက်နက်ကိုင်တပ်ဖွဲ့မျိုးဘယ်တော့မှမွေးမြူတာထောက်ပံ့တာလေ့ကျင့်ပေးတာတွေမလုပ်ခဲ့သလိုရှင်သန်ကြီးထွားအောင်ခွင့်ပြုပေးတာမျိုးလည်းမရှိခဲ့ပါဘူးဘင်္ဂလားဒေ့ရှ်စစ်တပ်အစင်တစိုက်ကင်ဆွဲခဲ့တဲ့ငြိမ်းချမ်းရေးမူပဲဖြစ်ပါတယ်ငြိမ်းချမ်းရေးဖြစ်ထွန်းပေါ်ပေါက်ဖို့နဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းကာကွယ်နိုင်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့စစ်တပ်ရဲ့အစဉ်အလာကိုကြည့်ရင်အဲ့ဒီအချက်ဟာအင်မတန်ထင်ရှားပါတယ်အာဖရိကတိုက်တစ်ခွင်မှာရောဘော့စနီးယားဟာဇီဂိုဗီနာအရေးလိုဥရောပမှာပါငြိမ်းချမ်းရေးထိန်းသိမ်းတဲ့လုပ်ငန်းနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်တက်ကြွပါဝင်ခဲ့ပါတယ်အာရှတိုက်ထဲမှာဆိုရင်လည်းအလားတူပါပဲကမ်ဘောဒီးယားထဲမှာကစလို့အီရန်နဲ့အီရတ်စစ်ပွဲလွန်ကာလတွေမှာရောကုလသမဂ္ဂရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ Peacekeeping Force တွေရဲ့အစိတ်ပိုင်းဖြစ်ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့တွေဟာကမ္ဘာနေရာအနှံ့တာဝန်ထမ်းခဲ့ကြပါတယ်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာဘယ်တော့အခါမှလက်နက်ကင်ပျောက်ကြားအဖွဲ့တွေမွေးမြူဖန်တီးပြီးတခြားအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအပေါ်တိုက်ခိုက်ရေးမှာအသုံးချတာမျိုးမလုပ်ခဲ့ပါဘူး Even if military the Bangladeshi military Bangladesh စစ်တပ်ကဓာတ်ရိုက်မလုပ်ဘူးဆိုရင်တော့ Bangladesh စစ်ထောက်လှမ်းရေးအဖွဲ့အနေနဲ့ရောမလုပ်ဘူးလား You see that at the moment is a combined force. Military intelligence earlier. အခုလောလောဆယ်အချိန်မှာစစ်တပ်နဲ့စစ်ထောက်လှမ်းရေးအဖွဲ့ဟာပေါင်းစည်းနေတဲ့သဘောမှာရှိနေပါတယ်။သဘောကတော့စစ်ထောက်လှမ်းရေးအဖွဲ့အနေနဲ့လည်းအရက်ဖက်အစိုးရရဲ့အမိန့်နဲ့မူဝါဒတွေအတိုင်းလိုက်နာဖော်ဆောင်ပေးရတာမျိုးအခုကြားကာလအိမ်ဆောင်အစိုးရလက်ထက်မှာမရှိပါဘူး။အရင်နိုင်ငံရေးအစိုးရတွေလက်ထက်မှာတော့စစ်ထောက်လှမ်းရေး agency ကိုနိုင်ငံရေးအစိုးရတွေကဒီအရာတွေကိုလုပ်ပေးပါဆိုတဲ့တောင်းဆိုမှုညွှန်ကြားမှုတွေရှိပါတယ်။နိုင်ငံရေးအစိုးရတွေနဲ့စစ်ထောက်လှမ်းရေး agency ကြားအဆက်ဆံရှိပြီးအစိုးရရဲ့ညွှန်ကြားချက်ကိုဆောင်ရွက်ပေးခဲ့တဲ့နယ်ပယ်တွေရှိပါတယ်။အဲ့ဒီထဲမှာကိုတိုင်းပြည်နယ်စပ်မှာလှုပ်ရှားနေတဲ့လက်နက်ကိုင်အဖွဲ့တွေရဲ့အနေအထားကိုအစိုးရကမျက်ခြေမပြတ်လို့တဲ့သဘောဆန္ဒအတိုင်းစစ်ထောက်လှမ်းရေးကလှုပ်ဆောင်ပေးခဲ့တာမျိုးတွေရှိပါတယ်။အခုအိမ်ဆောင်အစိုးရမတိုင်ခင်အချိန်ကအထိအဲ့ဒီလိုလှုပ်ဆောင်ခဲ့တယ်ဆိုတော့တိတ်မကြလာသေးတဲ့အချိန်ကအထိအရက်ဖက်အစိုးရအတွက်စစ်ထောက်လှမ်းရေးကလှုပ်ဆောင်ပေးနေခဲ့တယ်ဆိုတဲ့အတိတ်ပဲရှိပါတယ်။အခုအိမ်ဆောင်အစိုးရလက်ထက်မှာတော့စစ်ထောက်လှမ်းရေးဟာစစ်တပ်ရဲ့အမိန်ပေးရန်တရားအောက်မှာပဲလှုပ်ရှားနေပါတယ်။စစ်တပ်အမိန်ပေးရန်တရားရဲ့အပြင်ဘက်ကျော်ပြီးတော့အရက်ဖက်အစိုးရရဲ့ညွှန်ကြားချက်ကိုလိုက်နာဆောင်ရွက်တာမျိုးအခုချိန်မှာလှုပ်ဆောင်မနေပါဘူးလို့ပဲပြောချင်ပါတယ်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ကြားဓာတ်ရိုက်ထိတွေ့ဆက်ဆံပြီးအကြံပြုဆွေးနွေးတာတွေလုပ်နေတဲ့နိုင်ငံတကာပဋိပက္ခတွေဖြေရှင်းရေး Crisis Group အဖွဲ့ကမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အရေးအကြီးအကျယ်ပေးဖြစ်တဲ့ Thomas King ကိုလည်းမေးကြည့်ပါမယ်။တော်မြေရခိုင်ရေးနဲ့ပတ်သက်လို့ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲနဲ့အင်္ဂါအစိုးရခေါင်းဆောင်မိုဟာမက်ယူနွတ်တို့ကြားပြင်းထန်တဲ့သဘောထားကွဲလွဲမှုတွေရှိနေတယ်ဆိုတာအမှန်ပဲလားတော် We can say there's a disagreement between the army chief and Bangladesh စစ်တပ်အကြီးအကဲနဲ့ Mohammed Yunus တို့ကြားမှာသဘောထားကွဲလွဲမှုတွေရှိနေပါတယ်။အဲ့ဒီသဘောထားကွဲတဲ့အချက်တွေထဲမှာရခိုင်ကိုသွားမဲ့ဇင်းကြံလန်ဖော်ဆောင်ရေးဆိုတဲ့ကိစ္စကလည်းတစ်ခုအပါအဝင်ပါ။စစ်တပ်အကြီးအကဲကမေလအကုန်ပိုင်းမှာစစ်တပ်အရာရှိတွေကိုစုဝေးစေပြီးတော့အစည်းအဝေးလုပ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာသူ့အနေနဲ့ဒီဇင်းကြံလန်ဖော်ဆောင်မဲဆိုတဲ့အကြံဉာဏ်အပေါ်မှာလုံးဝဆန့်ကျင်တဲ့အကြောင်းပွင့်ပွင့်လင်းလင်းပဲပြောပါတယ်။အခုအိမ်ဆောင်အစိုးရစီမှာအဲ့လိုစီမံကိန်းမျိုးဖော်ဆောင်မဲဆိုတဲ့မူဝါဒမျိုးချမှတ်လောက်နိုင်တဲ့အထိလုပ်ပိုင်ခွင့်မရှိဘူးဆိုပြီးသူကပြောပါတယ်။ရခိုင်ကိုသွားမဲ့စာနာမှုလမ်းကြောင်းထားရှိရေးဆိုတာကရွေးကောက်ခံအစိုးရတရပေါ်ပေါက်မှာပဲလှုပ်သိမ့်မလှုပ်သိမ့်စဉ်းစားချင်းရမယ်စီမံကိန်းမျိုးဖြစ်တယ်လို့ဗိုလ်ချုပ်ကြီးဝါကာဥဒ်ဇာမန်ကအဲ့ဒီတပ်တွင်းအစည်းအဝေးမှာပြောပါတယ်။ဒါတော့ရခိုင်အရေးတနည်းအားဖြင့်ရခိုင်ကိုသွားမဲ့စာနာမှုဆိုင်ရာထောက်ပံ့ရေးစင်ကြံလန်ဖော်ဆောင်ရေးဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးစစ်တပ်အကြီးအကဲနဲ့ရပ်ဖက်အိမ်ဆောင်အစိုးရကြားမှာသဘောထားကွဲပြားနေသလားဆိုရင်သဘောထားကွဲပြားနေပါတယ်။ဒါပေမဲ့ကျွန်တော်တို့သိထားတဲ့ကိစ္စတွေရှိပါတယ်။အဲ့ဒါကတော့ဒီဇင်းညံလန်းဆိုတာကတကယ်ပြဿနာရဲ့အရင်းခံအကြောင်းအရာမဟုတ်ပါဘူးအဓိကပြဿနာကသူတို့ဘင်္ဂလားဒေ့ရှ်ရဲ့ပြည်တွင်းနိုင်ငံရေးဖြစ်ပါတယ်ပြည်တွင်းနိုင်ငံရေးမှာစစ်တပ်သားမကအဓိကနိုင်ငံရေးပါတီကြီးတွေကမိုဟာမက်ယူနွတ်ဦးဆောင်တဲ့အိမ်ဆောင်ဆိုရအပေါ်မှာရွေးကောက်ပွဲရဲ့ကြီးညာပေးဖို့ဖိအားတွေပေးနေပါတယ်ဘင်္ဂလားဒေ့ရှ်မှာရှိတ်ဟာစီနာအပေါ်ဆန့်ကျင်တဲ့လူထုအုံကြွမှုဖြစ်လာခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့နှစ်ဩဂုတ်လကစပြီးအခုအိမ်ဆောင်အစိုးရကရွေးကောက်ပွဲကတဆင့်မဟုတ်ဘဲတိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကိုသူတို့ယူခဲ့ကြပါတယ်လူထုအုံကြွမှုကြောင့်ရှိတ်ဟာစီနာအစိုးရပြုတ်ကျသွားတဲ့အခါစစ်တပ်ကဂျားဝင်အုပ်ချုပ်တာမျိုးမလုပ်ဘဲပမောက္ခယူနွတ်ဦးဆောင်တဲ့အရတားအိမ်ဆောင်အစိုးရတရက်ကိုဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။အိမ်ဆောင်အစိုးရကရွေးကောက်ပွဲတရက်ကျင်းပပေးရမယ့်တာဝန်ရှိနေပါတယ်။ပမောက္ခယူနွတ်ကဒီနှစ်ကုန်ဒီဇင်ဘာကနေနောက်နှစ်ဇွန်လကြားမှာရွေးကောက်ပွဲကျင်းပမယ်လို့ပြောပါတယ်။စစ်တပ်နဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP လိုမျိုးအဓိကနိုင်ငံရေးပါတီကြီးတွေကတော့ရွေးကောက်ပွဲကိုအမြန်ဆုံးလုပ်ဖို့ဆန္ဒရှိပါတယ်တို့နောက်နှစ်ဇွန်လဆိုတာအထိအချိန်မဆွဲပဲဒီနှစ်ဒီဇင်ဘာထဲမှာပဲရက်သက်မှတ်ဖို့ယူနွတ်အစိုးရအပေါ်မှာဖိအားတွေပေးနေပါတယ်ခုနပြောခဲ့တဲ့မေလကုံလုံးကလုပ်ခဲ့တဲ့တပ်တွင်းအစည်းအဝေးမှာလည်းရွေးကောက်ပွဲကိုဒီဇင်ဘာလထဲမှာသတ်မှတ်ပေးဖို့ဗိုလ်ချုပ်ကြီးဝါကာဥဒ်ဇာမန်ကပြောသွားပါတယ်တို့စာနာမှုဇင်းညံလန်ကိစ္စကိုလက်ရှိအိမ်ဆောင်အစိုးရအပေါ်မှာထိုးနှက်စရာကိစ္စရပ်တစ်ခုအနေနဲ့စစ်တပ်အကြီးအကဲပါဝင်မိုဟာမက်ယူနွတ်အပေါ်မှာဖိအားပေးနေသူတွေကအသုံးပြုနေတာမျိုးဖြစ်ပါတယ်
စာနာမှုစင်ကြံလန်ကိစ္စကြောင့်စစ်တပ်နဲ့အိမ်ဆောင်ဆိုရကြားသဘောထားကွဲတာမျိုးမဟုတ်ဘဲအိမ်ဆောင်အစိုးရအပေါ်ဖိအားပေးတဲ့နေရာမှာဒီစာနာမှုစင်ကြံလန်ကိစ္စကိုပါလက်ညှိုးထိုးထောက်ပြနေတာဖြစ်ပါတယ်ဒီလိုစီမံကိန်းမျိုးဆိုတာကအရွေးကောက်ခံမဟုတ်တဲ့အိမ်ဆောင်အစိုးရတရက်ကဆုံးဖြတ်အကောင့်ထဲပေါ်ရမယ့်ကိစ္စမျိုးမဟုတ်ဘူးလို့စစ်တပ်အကြီးအကဲကပြောနေတာဖြစ်ပါတယ် Having said that Tom အဲ့လိုဆိုပေမဲ့ Tom ကြီးအခု Tom ကြီးညွှန်သွားတဲ့အစည်းအဝေးအတွင်းမှာပဲဒီဇင်းညံလမ်းမျိုးဟာသွေးထွက်တန်ယိုတွေဖြစ်စေနိုင်တဲ့ဇင်းညံလမ်းဆိုတဲ့အထိအတော်လေးပြင်းပြင်းထန်ထန်ဝါဟာရမျိုးသုံးပြီးပြောသွားတယ်လို့ကျွန်တော်နားလည်ထားပါတယ်အဲ့ဒါလောက်အထိစစ်တပ်အကြီးအကဲအနေနဲ့ဘာကြောင့်ပြောလာရတယ်လို့ထင်ပါတယ်ခင်ဗျ I think partly it comes down to the way this proposal came about. ကျွန်တော်အထင်ကတော့ဒီစင်းညံလန်အကြံပြုချက်စဉ်းစားချက်တွေဘယ်လိုပေါ်ပေါက်လာရသလဲဆိုတဲ့အပေါ်မှာမူတည်ပြီးပြောတာမျိုးဖြစ်နိုင်ပါတယ်စစ်တပ်ရဲ့မြန်မာနေဆက်ဖြတ်ကျော်လှုပ်ဆောင်ရမယ့်ကိစ္စမျိုးအထူးသဖြင့်လက်နက်ကင်ပြိပက္ခတွေလည်းရှိနေတဲ့နေရာမျိုးတွေနဲ့ဆက်ဆက်လာပြီးဆိုရင်အဲ့ဒီကိစ္စနယ်ပယ်မျိုးဟာစစ်တပ်နဲ့အဓိကသက်ဆိုင်တဲ့နယ်ပယ်ဖြစ်တယ်ဆိုပြီးမှတ်ယူပုံရပါတယ်ရခိုင်စင်းညံလန်ဆိုတာမျိုးကိုတကယ်လို့စဉ်းစားကြပြီးကြံစကြပြီးလို့ဆိုအောင်ဒါကစစ်တပ်ရဲ့ prerogative ဖြစ်တယ်စစ်တပ်ကပဲအဓိကအဆုံးဖြတ်ချက်တွေချမှတ်ရမယ်ဆိုပြီးစစ်တပ်ဘက်ကရှုမြင်ပါတယ်အခုတော့ဒီကိစ္စအကြံဉာဏ်ဟာကြားပြအစိုးရဘက်ကနေစလာတာဖြစ်ပြီးတော့အထူးသဖြင့်တော့ရိုဟင်ဂျာအရေးမှာမိုဟာမက်ယူနွတ်ရဲ့အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်တဲ့ဒေါက်တာခါလီလွာရာဟမန်ကနေကမကထလုပ်ပြောဆိုခဲ့တာဖြစ်ပါတယ်ဒေါက်တာခါလီလွာရာဟမန်ကိုသူ့ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအဖြစ်လဲပါမောက္ခယူနွတ်ကခန့်အပ်လိုက်ပါတယ်သူ့ကိုအဲ့နေရာမှာခန့်ထားတာကိုစစ်တပ်အကြီးအကဲပါဝင်စစ်တပ်အတိုင်းဝိုင်းကကြိုက်ဟန်မတူပါဘူးခါလီလွာရာဟမန်ပြောသမျှတွေအပေါ်မှာတပ်ဖက်ကအကန့်သဘောတွေနဲ့ကြီးပဲတုံ့ပြန်လာပါတယ်ဒီထဲမှာရခိုင်စင်းကြံလန်ကိစ္စကလက်ညှိုးထိုးပြောလို့အကောင်းဆုံးအကြောင်းအရာဖြစ်လာပါတယ်ဒါကြောင့်ရခိုင်စင်းကြံလန်ကြောင့်ပြဿနာတွေတက်နေရတယ်ဆိုတာထက်လူပုဂ္ဂိုလ်ရေးဆိုင်ရာမကြိုက်တဲ့အချက်ကအဓိကဖြစ်နေတာမျိုးပါအိမ်ဆောင်အစိုးရရဲ့ထိပ်တန်းအဖွဲ့ဝင်လုံခြုံရေးဆိုင်ရာအကြံပေးအပေါ်မှာစစ်ဦးစီးချုပ်ကမနှစ်ချိုက်ဘူးဖြစ်နေပါတယ် There are many sort of Indian media တချို့ကပုံဖော်နေကြတယ်လို့မျိုး Yunus အစိုးရဟာ American ရဲ့လူဖြစ်တယ်အခုစာနာမှုလမ်းကြောင်းဆိုတာကလည်း American ရဲ့ရည်မှန်းချက်ကိုအကောင့်ထဲဖော်ရေးစီမံကိန်းရဲ့အစိတ်ပိုင်းဖြစ်တယ်ဆိုတာမျိုးတွေအပေါ်မှာဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်အနေနဲ့စိုးရိမ်နေတာမျိုးရောဖြစ်နိုင်လားတော့ To be honest, I really think this is mainly about domestic politics in Bangladesh. ကျွန်တော်ကတော့ဘင်္ဂလားဒေ့ရှ်စီဦးစီးချုပ်ကဇင်းညံလန်ကိစ္စကိုနာမည်တက်ထောက်ပြပြီးပြောပေမဲ့တကယ်နောက်ခံအကြောင်းကတော့သူတို့ရဲ့ပြည်တွင်းနိုင်ငံရေးကိစ္စကပဲအဓိကဖြစ်တယ်လို့ရှုမြင်ပါတယ်အိမ်ဆောင်အစိုးရကိုရွေးကောက်ပွဲရဲ့ကြီးညာပေးဖို့ဖိအားပေးရမှာဇင်းညံလန်ကိစ္စကိုထည့်သွင်းအသုံးချတာမျိုးဖြစ်တယ်လို့ပဲခါလီလွာရာဟမန်ပေါ်မှာစီဦးစီးချုပ်ကမနှစ်ချိုက်ဘူးဖြစ်နေတဲ့အချက်မျိုးလည်းရှိနေပါတယ်ဒီအချိန်မှာခင်ဗျားပြောသလိုအိန္ဒိယမီဒီယာတချို့ရဲ့ရေးသားပုံဖော်မှုတွေကလည်းအချင်းတွေကိုပုတ်ပြီးရှုပ်ထွေးစေပါတယ် disinformation misinformation ဆိုတဲ့သတင်းကိုအမှန်တဝက်တစ်ပြက်ထည့်သွင်းပြီးပုံပြက်ပန်းပြက်ဖြစ်စေတာမျိုးလူရဆွဲဝါဒဖြန့်တဲ့သဘောမျိုးတွေတွေ့ရပါတယ်ရှိတ်ဟာစီနာလူလူအုံကြွမှုကြောင့်တိုင်းပြည်ကနေထွက်ပြေးခဲ့ပြီးနောက်ပိုင်းကတည်းကဒီလိုပုံစံမျိုးသတင်းတူသတင်းမှားတွေဟာအိန္ဒိယမီဒီယာတချို့စီကနေထွက်လာနေပါတယ်ရှိတ်ဟာစီနာဟာအိန္ဒိယမိုဒီအစိုးရနယူးဒေလီနဲ့အင်တာနီးစပ်တဲ့သူဖြစ်ပါတယ်ဒါကြောင့်ရှိတ်ဟာစီနာကိုဖယ်ရှားပြီးတဲ့နောက်မှာပေါ်ပေါက်လာတဲ့ဘင်္ဂလားဒေ့ရှ်အုပ်ချုပ်ရေးအပေါ်မှာမလိုလားပဲမတိမငြိမ်ဖြစ်ရလေအောင်အနှုတ်လက္ခဏာဆောင်ယုံနေမကအချက်အလက်မှားတွေနဲ့ပုံဖော်ဖန်တီးထားတဲ့အိန္ဒိယမီဒီယာတချို့ရဲ့သတင်းတွေတွေ့နေရပါတယ်မြန်မာပြည်နဲ့ပတ်သက်ပြီးအမေရိကန်ရဲ့ရည်မှန်းချက်ဆိုတာမျိုးအထိအတီးပေါက်ပြောတာမျိုးကတော့တော်တော်လေးကိုဖြစ်နိုင်ခြင်းမရှိဘူးရုပ်တည်ကင်းမဲ့တယ်ဆိုတာကိုမြန်မာအများစုအတွက်လည်းအထူးရှင်းပြစရာတော့မလိုပဲသိနေကြမယ်ထင်ပါတယ်မြန်မာပြည်နဲ့ပတ်သက်ပြီးအမေရိကန်ဟာဘလို့စီးရေးရည်မှန်းချက်မှမထားသလိုအခု Trump အစိုးရလက်ထက်မှာစာနာမှုအထောက်အပံ့တွေတောင်ဖျက်တောက်ခံနေရတာအားလုံးအသိပါပဲဒီအချိန်မှာရခိုင်တွေကအခြေအနေတွေကိုအမေရိကန်ကလွှမ်းမိုးလိုတဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကိုအသုံးချဖို့စီမံနေတယ်အဲ့ဒီစီမံကိန်းထဲမှာဇင်းကြံလန်ကိစ္စလည်းပါနေတယ်ဆိုတဲ့အပြောမျိုးတွေကလုံးလုံးစိတ်ကူးရင်သက်သက်ဖြစ်ပါတယ်ရခိုင်တွေကနေရာအားလုံးနှီးပါးကိုထိန်းချုပ်ထားတဲ့ AA ဟာတရုတ်အပေါ်လုံးစုံမိခိုတဲ့အဖွဲ့လို့မပြောနိုင်သည့်အတိုင်းတရုတ်နဲ့ပိုပြီးနှီးစပ်တဲ့အဖွဲ့ဖြစ်ပါတယ်ဘလို့မှအမေရိကန်နဲ့အတူတွဲပြီးအလုပ်လုပ်မယ်လို့မမျှော်မှန်းနိုင်ပါဘူးအမေရိကန်ဘက်ရင်းပြတယ်ဆိုရင်နိုင်ငံရေးအရာအန်ဒရယ်ကြီးပြီးသူတို့ရဲ့အဓိကမိတ်ဖက်တွေဖြစ်တဲ့ကျန်တဲ့ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ကြားဆက်ဆံရေးလည်းပျက်စီးသွားမှာဖြစ်ပါတယ် If we are looking into the လက်ရှိရခိုင်နယ်ကအခြေအနေတွေကိုကြည့်ရင်တော့တော်မြေကြောက်ဖြူကိုပါသိမ်းနိုင်မှုအထိ AA ကထိုးစစ်ဆင်နေပါတယ်အဲ့မှာရှိနေတဲ့တရုတ်စီမံကိန်းတွေကိုပါထိန်းချုပ်ဖို့အထိသူတို့လှုပ်လာနိုင်မလားအဲ့ဒါဆိုရင်တရုတ်အစိုးရကပါ AA ကထိတ်တိုက်တွေ့လာတဲ့သဘောမျိုးလားဗျ Yeah, it increasingly it looks like that they're trying to force the military out of Chaukpyu. Now, whether they would actually control the Chinese projects. အဲ့ဒီကအခြေအနေတွေကိုကြည့်ရတာတော့ကြောက်ဖြူကနေမြန်မာစစ်တပ်ထွက်သွားအောင် AA ကတိုးမြင့်လှုပ်ဆောင်နေပြီလို့ပြောနိုင်ပါတယ်တရုတ်စီမံကိန်းတွေကိုပါ AA ကထိန်းချုပ်လိုက်မလားဆိုတာကနောက်ထပ်မေးခွန်းဖြစ်ပါလိမ့်မယ်လက်ရှိမှာတော့အဲ့ဒီမှာတရုတ်ရဲ့လုံခြုံရေးကုမ္ပဏီတွေလည်းရှိနေပါတယ်
ကျွန်တော်ယူဆတာကတော့ AA ကကြောက်ဖြူရဲ့ကြံတဲ့အစိပ်အပိုင်းအားလုံးကိုထိန်းချုပ်လိုက်ပြီးတရုတ်စီးပွားရေးလုပ်ငန်းနေရာတွေကိုတော့တရုတ်လုံခြုံရေးကုမ္ပဏီတွေကထိန်းချုပ်ထားတဲ့အနေအထားမျိုးကိုရောက်သွားမဲ့ပုံရှိပါတယ်ကျွန်တော်တို့သတိထားမိတာကတရုတ်အနေနဲ့ကြောက်ဖြူထိုးစင်းနဲ့ပတ်သက်ပြီး AA ပေါ်မှာပြင်းပြင်းထန်ထန်ကြားဝင်ဟန့်တာရပ်ဖို့ပြောတာတွေမလုပ်သေးပါဘူးကြည့်ရတာတော့တရုတ်ကသီးမခံမဲ့အနီအောင်လိုင်းကဘာလဲဆိုတာကိုစစ်တပ်ရော AA ရောနှစ်ဖက်စလုံးကိုတရုတ်ကပြောထားသလိုနှစ်ဖက်စလုံးကလည်းအဲ့ဒီအနီအောင်လိုင်းကိုမဖြတ်ဖို့အာမခံချက်ပေးထားကြပုံရပါတယ်တရုတ်ရဲ့အနီအောင်လိုင်းဆိုတာကတော့သူတို့စီးပွားရေးနေရာတွေစီမံကိန်းတွေကိုထိခိုက်စေအောင်မလုပ်ကြဘဲအကာအကွယ်ပေးဖို့ဖြစ်ပါတယ်ရခိုင်အရေးမှာရှမ်းမြောင်နဲ့မတူတာကပထဝီတီနေရာအရတရုတ်နဲ့ထိစပ်နေတဲ့နေရာမဟုတ်ပါဘူးသူတို့မြောက်ပိုင်းခြေစိုက်ဖွဲ့တွေပေါ်မှာဖိအားပေးလို့ရနိုင်တဲ့ပိတ်ဆို့ဖြတ်တောက်ရေးနိုင်ခွင့်မျိုးရခိုင်မှာတော့တရုတ်အနေနဲ့ထပ်တူထပ်မျှမရှိမနေပါဘူးအဲ့လိုပြောပေမဲ့တရုတ်ရဲ့ဩဇာဟာသူတို့တကယ်တမ်းလှုပ်ချင်ပြီဆိုရင်တော့ AA နောက်ဆုတ်သွားအောင်လုပ်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့ရခိုင်နဲ့အပြင်းထန်အားသုံးပြီးဆွဲဖက်ဖို့တရုတ်ဘက်ကပြင်ဆင်ထားဖို့မရပါဘူး is there some sort of အခုလက်ရှိ A နဲ့ Yunus အစိုးရကြားမှာဆက်ဆံရေးဆက်ရှိနေလား Well, certainly, I think the Arakan army still talks. ဆက်ဆံရေးလုံးဝကျိုးပြတ်သွားပြီလို့တော့မပြောနိုင်ပါဘူးဒါပေမဲ့ရှေ့ကိုလည်းဆက်တိုးမလာပါဘူးသူတို့ထပ်ပြီးစကားပြောကြမှာလားနောက်ထပ်တွေ့ဆုံပွဲတွေရှိလာမှာလားဆိုတာအခုအချိန်မှာပြောရခက်နေပါတယ်နှစ်ဖက်စလုံးမှာကိုယ်စီစိတ်ပြတ်မှုတွေတန်တရားတွေရှိနေကြပြီးအဲ့ဒါတွေအပေါ်မှာလည်းမကြော်မလွှားနိုင်ဖြစ်နေပါတယ်အဲ့တော့ထိတ်တွေ့ဆက်ဆံမှုတကယ်တမ်းတိဆောက်လို့တယ်ဆိုရင်နှစ်ဖက်စလုံးကအားထုတ်ဖို့လိုနေပါတယ်နိုင်ငံရေးစိတ်ဆန္ဒနှစ်ဖက်စလုံးကရှိရမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ဘက်ချမ်းကဒုက္ခသည်စခန်းတွေထဲမှာရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့လူသစ်စုဆောင်းနိုင်ရေးလှုပ်ရှားမှုတွေလည်းတိုးမြင့်ရှိနေပါတယ်အခုကာလတွေမှာနေ့စဉ်နဲ့အမျှဆိုသလိုပဲစခန်းတွေထဲမှာလူသစ်စုရေးတွေ့ဆုံမှုတွေရှိနေပါတယ်အဲ့ဒီတွေ့ဆုံမှုအများစုကို Dale Mohammed ဆိုသူနဲ့သူ့နောက်လိုက်တွေကစီစဉ်တာဖြစ်ပါတယ် RSO အပါအဝင်တခြားရိုဟင်ဂျာလက်နက်ကိုင်အုပ်စုတွေနဲ့အတူတွဲပြီးအလုပ်လုပ်တာဖြစ်ပါတယ်ဒါရီဟာဒုက္ခသည်စခန်းတွေထဲနိုင်ငံတကာအထောက်ပံ့တွေဖြတ်တောက်လိုက်တဲ့နောက်ပိုင်းမှာပိုပြီးတိုးမြင့်ပေါ်ပေါက်လာပါတယ်အခုဇွန်လပထမပတ်ထဲမှာပဲကုလသမဂ္ဂရဲ့ကလေးသင်ငယ်များဆိုင်ရာ agency အဖွဲ့ UNICEF ကစခန်းနေတဲ့သူတို့ခံထားတဲ့ဆရာဆရာမ1000ကျော်အတွက်ဆက်ပြီးမပံ့ပိုးပေးနိုင်တော့လို့အလုပ်ဖြုတ်လိုက်ရပါတယ်ဒီလိုအခြေအနေမျိုးတွေမှာရိုဟင်ဂျာလူငယ်လူရွယ်တွေအတွက်ဘဝမျှော်လင့်ချက်ရည်မှန်းချက်နဲ့အနာဂတ်ရေးဆိုတာတွေကအင်မတန်မှမှေးမှိန်ပြီးလမ်းစာလုံးဝပျောက်ရတယ်လို့ဖြစ်နေပါတယ်ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေအပေါ်မှာလည်းဒုက္ခသည်စခန်းတွေကလူတွေကတော်လေးယုံကြည်ကင်းမဲ့ကြပါတယ်ဒါပေမဲ့တခြားရွေးချယ်စရာကလည်းမရှိဖြစ်နေချိန်မှာလူသစ်စုဆောင်းနိုင်ရေးကြိုးပမ်းတာတွေကိုရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကလှုပ်လာကြတာဖြစ်ပါတယ်အလုံးမရှိပညာရေးမရှိမျှော်လင့်ချက်မရှိဖြစ်နေရတဲ့လူငယ်တွေတဲကတယောက်ရရနှစ်ယောက်ရရသူတို့အဖွဲ့တွေဆွဲသွင်းလို့ရနိုင်မလားဆိုပြီးလုပ်နေကြတာဖြစ်ပါတယ်မြေပြင်အခြေအနေတွေကလည်းကျွန်တော်ပြောခဲ့သလိုလက်နက်ကိုင်အဖွဲ့တွေတဲတွန်းပို့ရရောက်နေတဲ့ရေခံမြေခံအခြေအနေမျိုးကြီးဖြစ်နေပါတယ်အဲ့တော့လူသစ်စုတာတွေနေဆက်တလျှောက်စစ်တင်တန်းပေးတာတွေပေါ်ပေါက်လာစေပါတယ်ဒီအခြေအနေကြီးဟာအာရခတ်တပ်တော်နဲ့ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကြားဆက်ဆံရေးတိဆောက်ရမှာအကြီးမားဆုံးအနှောက်အယှက်ဟန်တာဖြစ်လာစေပါတယ်။ဘာလို့လဲဆိုတော့ AA ရဲ့အမြင်မှာအခုလိုရိုဟင်ဂျာလက်နက်ကိုင်တွေကလူသစ်စုဆောင်းနေတာတွေရဲ့နောက်ကွယ်မှာဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေလည်းရှိနေတယ်လို့မှတ်ယူပုံရပါတယ်။ရိုဟင်ဂျာလက်နက်ကိုင်တွေလူသစ်စုတာတွေလက်ကျင်တာတွေကိုဘင်္ဂလားဒေ့ရှ်ကနောက်ကွယ်ကနေကြောတော့နောက်ခံပြုပေးထားတယ်လို့ AA ကမှတ်ယူတဲ့အခါဘလို့မှအပြူသဘောဆက်ဆံရေးတိဆောက်ဖို့ဆိုတာကမဖြစ်နိုင်တော့ပါဘူး။စခန်းတွေထဲမှာလူသစ်စုတာတွေအရှိန်နဲ့ဆက်ရှိနေသေးတော့ AA နဲ့ဘင်္ဂလားဒေ့ရှ်ကြားပုံမှန်ထိတွေ့ဆက်ဆံရေးထူထောင်နိုင်မယ်လို့မထင်ပါဘူး။ဒါတွေကတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအလခတ်တပ်တော်တွေကြားထိတွေ့ဆက်ဆံရေးပေါ်ဘယ်လိုသဘောထားနေလဲ AA နဲ့ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကြားဆက်ဆံရေးတကယ်တည်ဆောက်နိုင်မှုဆိုရင်ဘယ်လိုအခက်အခဲအဟန့်အတားစိန်ခေါ်ချက်တွေကိုကျော်လွှားနိုင်မှုလိုတယ်ဆိုတာတွေပေါ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ BBC ရဲ့သတင်းတွေကို www.bbcburmese.com မှာလည်းတင်ဆက်ပေးနေပါတယ်။ဒါ့အပြင် Facebook, YouTube, X, Telegram နဲ့ Instagram တို့လို social media တွေပေါ်မှာလည်း BBC မြန်မာပိုင်းရှိနေပါတယ်ခင်ဗျာ။ Thank you.